အားလုံးမင်္ဂလာပါဒီနေ့ကတော့မုန်ဟင်းကားကိုလက်နဲ့ဆောင်းပါဖြစ်ပါတယ်အိမ်မှာကိုယ်တိုင်ချက်ထားတဲ့မုန်ဟင်းကားလေးကိုအားရပါရစားရမယ့်နေ့ပေါ့နော်စားပါတော့မယ်အရင်ဆုံးမုတ်ဖက်ထည့်ပါမယ်နော်ပြီးတော့အကျော်လေးရှိတယ်ဆိုတော့ကျော်လေးထည့်ပါမယ်ပြီးရင်ဒီမှာတင်ပြင်ထားတဲ့ဘနာမင်လေးရဲ့စီနန်လေးရဲ့ပဲဒီလေးကိုထည့်စားပါမယ်အရင်ကြိုက်လို့ပါထည့်ဒါလေးထည့်ပြီးရင်တော့မပါမဖြစ်တမယာလေးညစ်ပါမယ်ခုချိန်ချင်းမှန်ကတမယာလေးအရင်ရှာနေပြီစစ်လေးကိုပါစစ်လေးလေးလုံးနဲ့ပါတယ်ပေါ့နော်အဲ့ဒါကိုပတ်20ဟုတ်တယ်ပတ်20ပြရပါတယ်ကြာကြီးလေးနဲ့ထည့်ပါမယ်ပြီးတော့အသက်ဆက်ပြီးတာတက်တော့ဖြူစီချက်လေးပေါ့နော်အဲ့ဒါလေးထည့်ပါမယ်ပြီးတော့မြူပြီးမုတ်လေးထည့်ပါမယ်ဒါရအောင်လို့ရှိရင်တော့မကူတိုင်းချက်ထားတဲ့ပြင်းပြင်းမုန်ဟင်းကားလေးပေါ့နော်အရေးထည့်ထားပါမယ်ကူတိုင်းစစ်ချက်ထားတာမလို့ညတာတော့ကိုစိတ်ကြိုက်တယ်ပေါ့နော်ဒီကတော့သမီးတို့စားမှာဖြစ်ပါတယ်ရောက်ပါပြီအားရပါရစားလိုက်ပါမယ်ရှင်စားကြပါဦးဘယ်တော့ဘာလာတောင်းလဲညရတာကြည့်တော့ဒီမင်းကတော့ဒီမှာအတွေ့ချက်ပေါ့နော်ငါတက်တာနဲ့ချက်ထားတာပါငါတက်တာဘူးအောက်တယ်ချက်ထားတာပါအရင်နဲ့စားလို့ကောင်းပါဒါလည်းနှစ်ခါနေပါပူထူကုန်ဒီလိုမျိုးစားနိုင်မှာပွားရဲဝင်ခဲ့ပါနော်ง่ายยอมดีมากเลยม้วนงานการมองนี่เห็นตัวพิจารณายังใจกันเลยဒီမှာငချင်းရှာရတာလည်းခက်တော့ငါတက်တာပြင်းနေပေါ့ချရတာတော့ပြေကူရိုးရှင်းပေါ့နော်အဲ့လိုလည်းရကောင်းပါလေဒီနေ့လားဘလို့ကောင်းမှမသိတော့